မင်္ဂလာပါဒီမနေ့ရပေါ့နော်ကျွန်တော်တို့ဒီ post တွေတင်ပြီးရောင်းလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒါ 1C ပေါ့နော် 1C အချိန်တစ်ထောင်ပြောပြီးရောင်းနေပေါ့ဗျာဆိုတော့တချို့တွေကမေးကြတယ်ဒီကောင် 3C မဟုတ်ဘူးလားပေါ့နော် 3C မရနိုင်ဘူးလားတချို့လည်းဖုန်းဆက်ပြီးမေးတဲ့လူတွေလည်းရှိတယ်ဗျာနော်ဒီကောင် 3C ဆိုပြီးတော့ပြောတဲ့အားတွေလည်းရှိတယ်ဆိုတော့သူ့ရဲ့မူရင်း data sheet ထဲမှာတော့သူက 3C ကိုခဏပဲပေါ့နော်ခဏပဲလို့ပြောတယ်နောက် cycle life အတွက်လည်းမကောင်းဘူးပေါ့နော်အဲ့လိုပြောထားတာရှိရယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ဒီနေ့ကို 3C ဖြစ်နိုင်မဖြစ်နိုင်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာလောလောဆယ် 3C တောင်မဟုတ်ဘူးဗျာကျွန်တော်ဥမာ7လောက်နဲ့ပဲစမ်းမယ်နော်7ဆိုသူ 1C အကျော်လေးပဲရှိတယ်ပေါ့ဗျာအဲ့တော့ဘာကြောင့်မို့လို့ဥမာ 2C တို့ပါအောင်နဲ့တော့မဆန်းလဲ 2C ဆိုရင်ကျွန်တော်10 ampere ဖြစ်သွားမယ်နော်10 ampere နဲ့တော့မဆန်းလဲဆိုသူကအဲ့ဒီ 1C မှာကိုသူက heat က38ပတ်ချလေလောက်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ heat တက်မှာဆိုတော့ကျွန်တော်လောလောဆယ်7နဲ့အရင်စမ်းပြပေးမယ်နော်ပြီးရင်တစ်ချက်ခဏနေကျွန်တော်တစ်ချက်ပြန်လာကြည့်မယ်ဘယ်လောက်ရောက်ပြီလဲအဲ့တော့ဒီမှာကလောလောဆယ်ကျွန်တော် setting လေးကိုပြမယ်နော်ဒါကျွန်တော်စမ်းမဲ့ ampere ဒါလက်ရှိတက်ခဲ voltage ဒါအားသွင်းထားပြီးတာပေါ့နော်အဲ့တော့ 2.8 မှာဖြတ်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာ2.7 ကိုကျွန်တော်ပြန်ပြောင်းလိုက်မယ်ဗျာနော်တော့ကြနေဟိုကမနေ့ကနေမတူဘူးဖြစ်မှာဆိုโอเคဒီမှာ 2.7 အဲ့တော့အဲ့ဒါကိုအခုကျွန်တော်စပြီဗျာနော်အဲ့တော့ခဏနေကျွန်တော် maybe နိုင်ဝက်လောက်ကြာရင်တစ်ချက်ပြန်လာကြည့်ပြီးတော့ကျွန်တော်ပြောပြပေးမယ်အခု24မိနစ်မှာသူက volt က338 ampere တော့9နဲ့ပဲဆွဲနေတယ်ကျွန်တော် mAh က2800ကျော်ရထားပြီเนาะခဏနေတစ်ချက်ပြန်လာခဲ့မယ်ဟုတ်ကဲ့ပါအခုဆိုရင်နဲ့အချိန်က41မိနစ်4988ရထားတယ် 7A နဲ့ပဲထုတ်နေတယ် volt ကတော့ 1.83 ဆိုတော့ကျွန်တော် cut off နာတော့ရောက်နေပြီเนาะအဲ့တော့48ဆိုတော့ထင်ထားလောက်တော့မဆိုဘူးဒါပေမဲ့အပူချိန်ကတော့သူကဟိုဟာဖြစ်နေပြီတဲ့46တော့ရှိနေပြီဗျเนาะ heat တော့ရှိတယ်အဲ့တော့ 7A မှာ4800ကျော်တော့သူထွက်နေတယ်မဆိုးဘူးတကယ်လို့9000နီးထွက်တယ်9000လောက်ထွက်တယ်ဆိုရင်ကျွန်တော်ဒါကို 2C နဲ့ပြန်စမ်းကြည့်မယ်เนาะ 2C မှာ9000ထွက်မထွက်ကျွန်တော်ပြန်စမ်းကြည့်မယ်โอเคပါအချိန်မီလေးเนาะ 2.73 4950နဲ့မိနစ်က42မိနစ်ဗျာအဲ့တော့ဒီကောင်ဘယ်ကမှကတ်တော့လုပ်မယ်ခဏလေးစောင့်ကြည့်လိုက်မယ်ခွန်တက်7 ampere နဲ့ပဲဆွဲနေတယ်90ထိသွားပြီကြာပြီးသွားပြီเนาะအဲ့တော့ဒီမှာကျွန်တော်တို့7 ampere မှာ4985ရတယ်အချိန်က42မိနစ်เนาะအဲ့တော့ဒါပြီးရင်ကျွန်တော်အဲ့ဒါကို 2C ဆိုတော့ကျွန်တော်ထားပါတော့10 ampere နဲ့ဆွဲကြည့်မယ်เนาะဒါပြီးသွားရင်ဒီတစ်ခါကျွန်တော်တို့10 ampere နဲ့စမ်းမယ်ဗျာเนาะ7နဲ့တော့က4800ကျော်အခုဒီမှာ10 ampere နဲ့စမ်းမယ်လောက်ရမယ်ကျွန်တော်ပြန်ပြောပေးမယ်ခုစမယ်ခုဆိုရင်တော့ကျွန်တော်တို့10မိနစ်ပြည့်တော့မယ်เนาะအဲ့မှာကျွန်တော်တို့1600ရတယ်နောက် volt က 3.48 မှာရှိနေတယ်10 ampere နဲ့ဆက်ဆွဲနေတော့เนาะအဲ့တော့လောဆယ်30နဲ့မှ4 watt 35 watt လောက်ကျွန်တော်တို့ဆွဲချနေရပါတော့ discharge လုပ်နေတယ်အဲ့တော့ခဏမိနစ်20လောက်ဆိုရင်တစ်ချက်ပြန်ကြည့်မယ်เนาะနောက်အပူချိန်ကတော့40နဲ့မှ1လို့ပြောတယ်เนาะ41 10အပူချိန်โอเคပါ19မိနစ်ကျော်ရှိလာပြီเนาะ19မိနစ်ကျော်ရှိလာပြီအပူချိန်50နဲ့မှ1 voltage က 3.2 10 ampere နဲ့ဆွဲနေတော့ပဲမိနစ်20မှာเนาะအဲ့တော့သူက 10A ဆိုတော့ 0.5C ဆို2C ဖြစ်တဲ့အတွက်နိုင်ဝက်ဆိုရင်ပြီးမယ်ပေါ့เนาะအဲ့တော့ကျွန်တော်နောက်ထပ်ပြီးခံနေကြရင်တစ်ချက်ပြန်ပြီးရှိကြမယ်
ဟုတ်ကဲ့ပါအခု25မိနစ်ရှိသွားပြီเนาะ25မိနစ်ကိုတဲ့သူကဒီမှာအပူချိန်က58ဆိုတော့60မှာဖြတ်ခိုင်းတယ်เนาะသူရဲ့ spec အရာเนาะဆိုတော့ဒီကောင်ကလည်းနီးနေပြီ voltage ကလည်း 2.7 ရောက်ခံတော့နီးနေပြီပေါ့เนาะဆိုတော့26မိနစ်မှာ 2.9 ကျော် voltage ကျန်တယ်4000ကျော်ထွက်ထားတယ် ampere 30နဲ့ဆွဲနေတော့မယ်ပေါ့เนาะအဲ့တော့ temperature ကြောင့်အရင်ဖြတ်ချသွားမလား voltage အောက်ရောက်လို့ဖြတ်ချမလားတော့ကျွန်တော်ချက်စောင့်ကြည့်မယ်ဗျာเนาะဟုတ်ကဲ့ပါအခုဆိုရင်တော့လေသူက temperature ကတော့60ကျော်သွားပြီเนาะဒီမှာဒါပေမဲ့ဒီကောင်က temperature ကြည့်ရတာကျွန်တော်တို့ setup မှာ80တို့90တို့လောက်ထားလို့တည်းကောင်မဖြတ်ချဘူးဗျเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ60ကျော်ကျော်လေးမှာ voltage ကိုပဲကျွန်တော်တစ်ချက်စောင့်ကြည့်ရအောင်เนาะ 2.7 အောက်ရောက်သွားအောင်ပဲကျွန်တော်ချက်စောင့်ကြည့်လိုက်မယ်လောလောဆယ်4900ကျော်ထွက်နေတယ်28မိနစ်ကျော်ပြီโอเคပါဗျာပြီးသွားပါပြီเนาะအဲ့တော့ဘယ်လောက်ရလဲဆိုတော့ကျွန်တော်4800ကျော်ထွက်တယ်29မိနစ်ကျော်ဘယ်လောက်နဲ့ကျွန်တော်တို့ ampere နဲ့ဆွဲလဲဆိုတော့10 ampere နဲ့ကျွန်တော်ဆွဲတယ်အခုချင်းကဒါ58ဆိုပြန်ကျသွားတာเนาะဆိုတော့60ကျော်ရှိတယ်ဆိုတော့2C မှာ4800ကျော်ထွက်တယ် temperature တော့သူတို့ဒီကျွန်တော်တို့ data sheet ထဲမှာပါတဲ့60ထဲတော့ကြော်ရတယ်ဆိုတော့ဒီကောင်ဒီ life cycle 1000မလို့ခြင်းမူရတယ်သုံးမယ်ဆိုရင်တော့ဒီကောင် 2C လောက်ထိတော့သုံးလို့ရတယ်ဒါပေမဲ့သူ့ရဲ့ temperature 60ဖြစ်သွားတဲ့အတွက်သူ့ရဲ့ data sheet ထဲမှာပါတဲ့ဟာထက်တော့သူကကြော်သွားတယ်ပေါ့နော်အဲ့တော့ကောင်းတာကတော့ဒီကောင်ဖြစ်နိုင်ရင် 1C ပဲသုံးခဏတော့နည်းနည်း 2C လောက်ဖြစ်သွားမယ်ဆိုလဲဒါအစင်တော့ရနေတယ်ပေါ့နော်ဒါပေမဲ့ life cycle တော့1000ရကြမှာရမယ်နော်အဲ့ဒါလေးကိုကျွန်တော်စမ်းပြပေးတာပါနော်ဟို 3C တော့မစမ်းတော့ 3C ကတော့မဖြစ်နိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ 3C က bus ပဲရမယ်နော် bus ဆိုတာဟိုကျွန်တော်တို့ခဏပေါ့ဗျာတစ်စက္ကန့်နဲ့စက္ကန့်လေးစောင့်ဆွဲချင်တာတို့ပါလို့ဆိုရင်တော့ရတယ်ဒါပေမဲ့ဒီလို continuous ဆွဲဖို့တော့မဖြစ်နိုင်ဘူးเนาะအဲ့တော့ဒါကျွန်တော်စမ်းပြပေးတယ် Samsung 53G ပါเนาะသူကပူချိန်ကတော့60 58 60ဆိုတော့ပူတယ်ဗျာเนาะပူချိန်ကတော့ရှိတယ်โอเคပါအဲ့ဒါလေးစမ်းပြပေးတာပါအဆင်ပြေတဲ့လူတွေဒါလေးတွေကျွန်တော်စီမှာပစ္စည်းနဲ့ငယ်ကြံပါလိမ့်ရဲ့เนาะ